ဓမ္မမိတ်ဆွေတွေအားလုံးမင်္ဂလာပါဒီနေ့ညမှာတော့တိရစ္ဆာန်ဖြစ်ပေမဲ့ကျေးဇူးတရားကိုနားလည်တဲ့သူကျေးဇူးဆက်တဲ့သူဆိုတဲ့ခေါင်းစည်းနဲ့ပြောပါမယ်ကျေးဇူးတရားဆိုတာကိုဒုက္ခရောက်နေတဲ့အချိန်မှာပေါ့ကိုဒုက္ခရောက်နေတဲ့အချိန်မှာကိုလိုအပ်နေတဲ့အချိန်မှာတခြားသောပုဂ္ဂိုလ်တယောက်ရဲ့အထံကပစ္စည်းဥစ္စာလေးတော်၎င်းဒါမှမဟုတ်စကားလေးတော်၎င်းနော်ဒီနေ့ခေတ်ဆိုလို့ရှိရင်အကြမ်းမိုက်မကောင်းဘူးကွာဆိုရင်ဖုန်းနဲ့လှမ်းပြီးတော့ဒါကြောင့်မာကြောင့်လေးတွေမေးတာဒါလည်းကျေးဇူးရှိတာပဲကိုဒုက္ခရောက်နေပြီဆိုလို့ရှိရင်ငွေကြေးအခက်အခဲတွေကိုကိုကြီးဆောင်ရွက်ပေးတာပေါ့ဒါဟာဘာလဲဆိုရင်ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့သူလို့ခေါ်တာဒီကျေးဇူးတရားတွေဟာတချို့ကြတော့လည်းပဲဒီကျေးဇူးတရားကိုနားလည်သဘောပေါက်ပြီးတော့ကိုယ်ဆင်ပြေတဲ့အချိန်မှာလူကြားထဲမှာထုတ်ပြောတာမျိုးတွေဒီဘောကိုယ့်ပေါ်မှာကျေးဇူးရှိတယ်ဆိုပြီးတော့ကျေးဇူးတရားကိုနားလည်သဘောပေါက်ပြီးတော့ပြန်ပြီးတော့ပြောတာမျိုးတွေကျေးဇူးတရားကိုပြန်ဆက်တာမျိုးတွေလည်းရှိတယ်တချို့ကြတော့လည်းပဲအသွားအသာရှိပြီးတော့အပြန်မရှိတဲ့ပုံကိုလည်းရှိတာပေါ့တခြားသူကိုယ့်ပေါ်မှာပြုတဲ့ကျေးဇူးတရားကိုမေ့ပစ်တဲ့ပုံကိုမျိုးတွေလည်းရှိတာပေါ့အဲ့ဒီလိုမေ့ုံနေမဟုတ်ဘဲနဲ့တချို့ကြတော့ကျေးဇူးကမ်းတယ်ဆိုတာနော်ကျေးဇူးရှိမှကျေးစွတ်တယ်ဆိုတဲ့စကားကလည်းပဲအလကားဖြစ်ပေါ်လာတာတော့မဟုတ်ဘူးပေါ့လေနော်တချို့ကြတော့ဒီကျေးဇူးတရားတွေရဲ့မျက်နှာမှာမထောက်ဘဲနဲ့နော်ကိုယ့်ပေါ်မှာလောက်ရက်သွားတာမျိုးတွေစော်ကားသွားတာမျိုးတွေဒါမျိုးတွေလည်းရှိတတ်ကြတယ်ဒါဒီနေ့ပြောချင်တဲ့စကားကြောင်းကဖះလောင်းပါဝင်တဲ့ဇတ်တော်ပါကဏဇတ်မှာပါအဲ့တော့ကျေးဇူးတရားဆိုလို့ရှိရင်တို့လူတွေနဲ့တိရစ္ဆာန်တွေဘသူကပိုတိတာတော့ဆိုရင်တိရစ္ဆာန်တွေကပိုတိတာတယ်ခွေးလေးတွေကြောင်လေးတွေတခြားတိရစ္ဆာန်လေးတွေကိုကျွေးလိုက်လို့ရှိရင်တော်တော်တိတာတယ်နော်ကိုသခင်ပေါ်မှာတို့တချို့ခွေးတိရစ္ဆာန်တွေဆိုလို့ရှိရင်ကိုပေါ်မှာစောင့်ရှောက်တဲ့တိရစ္ဆာန်တွေကိုအသက်တောင်ပေးပြီးတော့ကာကွယ်တဲ့ပုံကိုယ်တွေဖြစ်တယ်တခါတို့တစ်ချိန်တစ်ခါလောက်ကျွေးလိုက်ပြီဆိုလို့ရှိရင်ကိုကျွေးတဲ့သူဘယ်တော့မှမမေ့တော့ဘူးခွေးတိရစ္ဆာန်တွေပေါ့နော်အဲ့လိုတိရစ္ဆာန်တွေထဲမှာတိရစ္ဆာန်တွေပို့ပြီးတော့တိတာထင်ရှားတယ်ဘယ်တော့ပဲရိုင်းစမ်းနေတဲ့တိရစ္ဆာန်ခွေးတွေဖြစ်နေပါစေအစာလေးကျွေးလိုက်တာနဲ့ယဉ်ကျေးသွားတာဒါမှမဟုတ်ဒီသခင်ကိုပေါ့အသိမှတ်ပြုတဲ့အနေအထားမျိုးပေါ့နော်ကျေးဇူးတရားဆိုတဲ့နေရာမှာတိရစ္ဆာန်တွေကပို့ပြီးတော့ထင်ရှားတယ်ပြန်ပြီးတော့တုံ့ပြန်မှုတွေပေါ့ဖះလောင်းကတခုသောဘဝမှာဖះလောင်းကဘာလို့အကြောင်းပြုပြီးတော့ဒီဇက်တော်ဖြစ်ပေါ်လာလဲဆိုရင်တကိုးပြတဲ့နေရာကိုမှအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတကိုးပြတယ်ဆိုတာတခြားသူရဲ့လုပ်ငန်းမဟုတ်ဘူးเนาะဖះရှင်တို့ရဲ့အရာသာဖြစ်တယ်ဆိုတာကိုပြောခြင်းတဲ့အတွက်ကြောင့်ဖះလောင်းကအတိတ်ဇက်ကိုပြန်ဟောပြတယ်လုံနေပြီးတော့အတိတ်ကာလတစ်ခုကိုဖះလောင်းကနွားဘဝမှာဖြစ်ခဲ့တယ်เนาะနွားဘဝဆိုတော့တိရစ္ဆာန်ဘဝပေါ့ဗျာဒါပေမဲ့လို့ဖះလောင်းဖြစ်တော့ဖြစ်လျာဘဝတိုင်းမှာဉာဏ်ပညာကြီးမားတဲ့သူခွန်အားကြီးတဲ့သူတည်တာဖြစ်ရတယ်။နွားဘဝတိရစ္ဆာန်ဘဝဖြစ်ခဲ့တယ်။ပထမမူလပိုင်ရှင်ကဆင်းရဲတော့သူကဒီပတ်စံတွေဘာတွေမပေးနိုင်တော့ဒီနွားကိုချပေးလိုက်တာပေါ့နော်။အမေကြီးတယောက်ပေါ့အဖွားတယောက်ကိုသူ့ရဲ့နွားကိုချပေးလိုက်တော့အမေကြီးကဒီဖះလောင်းနွားကိုယူသွားပြီးတော့ကျွေးမွေးပြီးတော့ဆောင်ရွက်ပေးတယ်။ကောင်းကောင်းမွန်မွန်လေးကျွေးထားတယ်။ကလေးတွေကလည်းပဲဒီနွားကိုခင်ကြတယ်ပေါ့ဒီလိုနဲ့နေထိုင်လာတဲ့အခါဖះလောင်းကနွားစဉ်းစားတယ်သူ့ရဲ့အမေအိုဟာအမတန်ဆင်းရဲပေမဲ့လို့သူ့ကိုကောင်းမွန်မွန်ကျွေးရှာတယ်ကောင်းမွန်မွန်မွေးရှာတယ်ဆိုပြီးတော့ဒီအမေအိုအတွက်ချမ်းသာရကြောင်းတစ်ခုခုတော့ဆောင်ရွက်မှာပဲလို့စဉ်းစားနေတဲ့အချိန်မှာနေရာတနေရာမှာလမ်းသွားခီးသွားတွေဟာနွားလှဲ900နဲ့ခီးသွားနေနေနဲ့ရွှွညွန်အိုင်ထဲမှာနစ်နေကြတယ်နော်လှဲ900အမှတယောက်စကားတယောက်ကြားရင်းနဲ့တို့ဒီရွာမှာတော့ဟေးနွားတကောင်တော့ရှိတယ်နော်နွားတကောင်တော့ရှိတယ်ပေါ့အမှန်တခွန်အားကြီးတဲ့နွားပေါ့ဒီလိုပြောရင်းနဲ့ဒါဖះလောင်းနွားရှိရောက်လာတဲ့အခါဖះလောင်းနွားနဲ့နောက်ဆုံးကြဘလို့အဆင်ပြေသွားလဲဆိုတော့လှဲ900အတွက်တပြား1000ပေးပါမယ်ဖះလောင်းနော်ဒီနွားကိုရွှွညွန်အိုင်ထဲကကဲတင်ပေးပါလို့ဆိုမှဖះလောင်းကလက်တစည်းချင်းအကုန်လုံးတင်ပေးတယ်လူတွေကသိကြတယ်
ဘာလို့သိတာလဲဆိုတော့တာမန်မျက်စိနဲ့တောင်ကျိုးပုတ်ချူပုံကိုယ်တွေကသိကြတယ်အမနွားတစ်ကောင်ကြည့်လိုက်ပြီဆိုလို့ရှိရင်ဒီနွားတန်မိုးကြီးတဲ့နွားအကြီးသွေးကောင်းတဲ့နွားပဲဆိုသိတယ်လို့ပဲဖះလောင်းနွားကိုမြင်လိုက်ရတဲ့အခါမှာလူတွေကသိသွားတယ်ဟာဒါနွားလာဥတ္တပပဲဒါမျိုးအမတန်ရှားခဲ့တယ်ငါတို့တော့ရနိုင်ပါတယ်ဆိုပြီးတော့နောက်ဆုံးလှဲ900ကုန်းပေါ်ရောက်တယ်ကုန်းပေါ်ရောက်တဲ့အခါမှာလူတွေကဖះလောင်းကိုထင်သေးပြီးတော့တပြား900ပဲယူပြီးတော့လက်ဘေးမှာချိတ်ပြီးလိုက်တယ်ဒါကိုဖះလောင်းကသိတော့ရှေ့ကနေဖဲမပေးဘူးနောက်ဆုံးတပြား1000ပေးမှသာလျှင်ဖះလောင်းကအဲ့ဒီညနေထွက်သွားပြီးတော့ဒီအမေကိုရှိပြန်ရောက်သွားတယ်ဒီဇက်တော်ကိုနားထောင်ပြီးတဲ့နောက်မှာကျေးဇူးတရားဆိုတာကိုယ့်ဘော်မှာကျေးဇူးရှိခဲ့ဘူးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်လူမပြောနဲ့တိရစ္ဆာန်တွေတောင်မှပဲဒီကျေးဇူးတရားကိုပြန်လည်ပြီးတော့အတိမတ်ပြီးတော့ဆက်ပါလားကျေးဇူးတရားကိုချိုးသောပုဂ္ဂိုလ်တွေကလူပုဂ္ဂိုလ်ပင်ဖြစ်냐တော့လည်းပဲမဆက်ဖို့မပြောနဲ့ပြမစော်ကားတဲ့ပုဂ္ဂိုလ်တွေပဲရှိပါလားဆိုတဲ့အချက်ကဲနောက်ဆုံးမြတ်စွာဘုရားကရှေ့ဇတ်တော်တွေမှာဟောတယ်လို့ပါပဲတင်တို့ရောတင်ငါဖះပါတင်တို့ရောသစ္စာ၄ပါးကိုမသိတဲ့အတွက်ကြောင့်ခေါင်းမျိုးပြောင်းပြီးတော့ခန္ဓာကိုယ်မျိုးပြောင်းခဲ့ရတယ်လို့ပြောတဲ့အတွက်ကြောင့်သစ္စာ၄ပါးမသိတဲ့အတွက်ကြောင့်မလို့ဖះလောင်းတော်မှာပဲနွားဖြစ်ခဲ့ပါသေးလားလို့ဒီလိုလေးတဝေကပေါ်ငါတို့တော်တွေလည်းပဲဘဝမျိုးစုံဖြစ်ခဲ့မှာပဲဆိုတဲ့အသိဉာဏ်ကြီးပြီးတော့ကိုရှိမှာဒုက္ခိတတတ္တဝါတွေပေါ့နော်ဒုက္ခအပေပုံသားတွေကိုထုလိုက်ပြီဆိုလို့ရှိရင်ဖះလောင်းမြတ်စွာဘုရားဒီမှာတုတ်တတစ်ခုမှာဟောတာရှိတယ်ဥမာခွေးတစ်ကောင်ကိုမြင်လိုက်ပြီဆိုတော့ဒီလိုဘဝမျိုးငါဖြစ်ဖူးပါလားနော်နွားတစ်ကောင်မျိုးဒီလိုဘဝမျိုးငါဖြစ်ဖူးပါလားလို့တန်တရားမဖြစ်နဲ့ဖြစ်ခဲ့ဘူးတယ်လို့စိတ်ဆုံးဖြတ်ချက်ချတဲ့ဗျာသစ္စာမသိရင်တော့အဲ့လိုတန်တရားလဲရမှာဖြစ်ပါတယ်နော်ဒါကြောင့်ဓမ္မမိတ်ဆွေပေါင်းသူတော်ကောင်းတို့တွေလည်းပဲဘဝမှာကျင်လည်ရတဲ့အခါမှာဒီလူဘဝရနေတဲ့အခိုက်အတန့်လေးမှာကျေးဇူးရှင်ကိုကျေးဇူးရှင်မှန်းသိနိုင်ကြပါစေကျေးဇူးမဆက်နိုင်တောင်မှပဲကျေးဇူးတရားတွေကိုမစော်ကားကြစေဖို့ပါအားလုံးအတွက်မိတ်ဆွေတွေကိုမျှဝေပါတယ်အားလုံးကြမ်းမှချမ်းသာလူရဆန္ဒပြည့်ဝကြပါစေ